နီခစ်တော်ကတော့တကောင်းဟန်လင်း3ခစ်တရားဘီတနိုနောက်ပကံမြို့လေးမြို့မှာရှေ့ပိုင်း2မြို့ဒါတွေအကုန်လုံးပုံပြင်လို့သူတို့ကကဲ့ရဲ့ပြီးပယ်ထုတ်ပစ်ခဲ့တယ်ရှိနေတဲ့အထောက်အထားတွေကိုမဖော်ပြဘူးအကုန်ထိန်ချန်ပစ်ခဲ့တယ်နော်အဲ့တော့ကျွန်တော်တို့3ခစ်တရားဘီတနိုဟန်လင်းဒီမြို့ကြီး3မြို့ဆိုလဲအခုကဘာကျော်ပဲနော်ကဘာကျော်ရတယ်ဘာကြောင့်လဲကျွန်တော်တို့ကာဗွန်တက်တန်းစစ်တဲ့ခါမှာဒီမျိုးပြက်တွေရတဲ့မီးသွေးခဲတွေနော်မီးသွေးခဲဆိုတာသူတို့ဥမာဟန်လင်းတို့ပြီးတို့မှာဟန်လင်းဆိုရင်မျိုးတကားပြက်ကြီးမီးလောင်ထားတာနော်အဲ့မျိုးတကားပြက်ကြီးကကြာတော့မြေအုပ်သွားတယ်အပေါ်မှာမြေသား14ပေလောက်ကိုတက်သွားတာအဲ့တော့ဖယ်တော့မှအောက်ကမီးဒီမှာမီးလောင်ထားတဲ့မျိုးတကားပြက်ကြီးရတယ်အဲ့ရမီးသွေးခဲကိုစစ်တယ်နော်ပြီးတို့မှဆိုရင်လည်းသူတို့တူးဖို့ကုန်းတချို့တူးလိုက်တဲ့အခါမှာမီးလောင်အောက်တိုက်ခံပြင်အောင်လို့ဟာကြီးတွေပေါ့နော်အောက်ကတိုက်အပေါ်ကပြင်တော်ကမီးလောင်ပြီးအကုန်အထဲကိုပြိုကျသွားပြီမြေတက်ပြီးတောင်ပိုကြီးလိုဖြစ်နေအဲ့ဒါကိုတူးလိုက်တယ်အဲ့တိုက်ပြက်ကြီးတွေကမီးသွေးခဲတွေရတယ်နောက်3ခစ်တရမလဲအဲ့လိုပဲဒီကုံပြက်တွေတူးတဲ့အခါမှာမီးလောင်ပျက်စီးထားတဲ့ဒီအဆောက်အုံပြက်တွေကဒီတက်သားမီးကျွန်းထားတဲ့မီးသွေးစားတွေရပြီးတော့ကျွန်တော်တို့ကာဗွန်တက်တန်းစစ်တယ်ကာဗွန်တက်တန်းစစ်တဲ့အခါမှာ3မြို့လုံးကမီးသွေးခဲတွေဒီသူတို့မီးလောင်ပျက်စီးတဲ့အချိန်ကြီးBC 200စုဆိုတာကာဗွန်တက်တန်းကာဗွန်ဒေတင်မှာထွက်ပါတယ်အဲ့တော့အဲ့ဒါကျွန်တော်တို့1961 62ကတစ်ခါစစ်တယ်အမေရိကန်ပန်ဆာဗေးနီးယားတက္ကသိုလ်ကြီးကစစ်တယ်နောက်တစ်ခါနယူးဇီလန်တက္ကသိုလ်ကစစ်ပြီးတယ်အဲ့ဒီအပြင်1980မှာအင်္ဂလန်ကမ်ဘရစ်တက္ကသိုလ်ကအဲ့ဒီမီးသွေးခဲတွေကိုမြန်မာနိုင်ငံအစိုးရခဏငှားတော်တစ်ခါထပ်စစ်တယ်အဲ့ရ professor တယောက်ဆရာမကြီးကမြန်မာနိုင်ငံတမိုင်းနဲ့ပတ်သက်ပြီးရေးချင်တာရှိလို့ထပ်စစ်တော့1980မှာအဲ့3မျိုးလုံးရဲ့မီးသွေးခဲတွေကိုကမ်ဘရစ်တက္ကသိုလ်နျူကလ িয়ার ဓာတ်ခွဲခန်းမှာထပ်စစ်တယ်ထပ်စစ်တော့လဲ BC 200စုပဲနောက်တောင်တမန်အင်းဆောင်ကအိုချန်ခွဲတွေမီးသွေးခဲတွေကိုစစ်တဲ့အခါမှာ BC 900စုတက်တန်းရပါတယ် BC 900စုဆိုရင်လွန်ခဲ့တဲ့နှစ်1900နောက် BC ဆိုတာကျွန်တော်တို့ before Christ ယေရှုခရစ်မပေါ်ခင် BC AD ဆိုတာ after death of Christ နော်ယေရှုခရစ်ကွယ်လွန်ပြီးတစ်ကနေပြန်လာတာအခုကျွန်တော်တို့ AD 2011နော် after death of Christ အဲ့တော့ကျွန်တော် BC ကယေရှုမပေါ်ခင်အဲ့တော့ယေရှုမပေါ်ခင်ရှေ့သမိုင်းကိုတစ်ကိုဘယ်ကထားမလဲဆိုတော့ဘယ်သမိုင်းပညာရှင်မှမထားရဘူးတော့ကြောင်းမြန်ကြီးတယ်နော်ယေရှုခရစ်တရားမဟောခင်10နှစ်ဆိုရင်ဒါ BC 10ယေရှုခရစ်နော်ခရစ်တော်တရားမဟောခင်နှစ်100ဆိုရင် BC 100တရားမဟောခင်နှစ်1000ဆိုရင် BC 1000နော်သူကပြောင်းမြန်နှုံးနဲ့ပြန်သွားတယ်တစ်ကိုဘယ်ကတတ်မယ်ဆိုတာဘယ်သူမှမတတ်ရဘူးနော်လူသမိုင်းလွန်ခဲ့တဲ့နှစ်ဘယ်နှတောင်းလဲဘယ်နှသိန်းလဲဘယ်သူမှတစ်ကစမတတ်ရတဲ့အတွက်ပြောင်းမြန်ပဲတွက်ပါတယ်အဲ့တော့ကျွန်တော်တောင်တမန်အင်းဆောင်နော်တောင်တမန်အင်းဆောင်မှာရေတိုက်စားပြီးမိုးထဲမှာတောင်တမန်အင်းရေပြည့်တယ်လှိုင်းနေထားတယ်အဲဒီမှာကျွန်တော်တို့တောင်လေးလုံးကြောင်းတိုက်တောင်လေးလုံးဖုံးကြောင်းတိုက်ကန်ဆက်ကပြိုကျတယ်ပြိုကျတဲ့အခါမှာအလောင်းတွေကရုပ်ကလပ်တွေကထပ်9လောင်း10လောင်း9လောင်းနော်ဆိုတော့ရုပ်ကလပ်တွေထပ်လိုက်အဲဒီတင်ញိုင်းကြီးအကြီးမိုင်နဲ့ချီတယ်နော်အဲဒီကရှေ့သူဖုံးကြောင်းအကြောင်းကြတယ်ဒီမှာတင်ញိုင်းတွေပေါ်နေဆိုတော့မန္တလေးရှေ့သူကြောင်းကသွားကြည့်တယ်လေးလာတယ်အဲဒီကအထောက်ထားတွေယူတယ်ကာဗွန်တက်တန်းနျူကလ িয়ার တက်တန်းတွေစစ်တဲ့အခါမှာအဲဒီတောက်တမန်အင်းဆောင်လူနေဒေသဟောင်းအဲ့ဒါရွာဟောင်းကြီးဆိုတာလေသူကအိမ်တိုင်းတွေပါကြံသေးတယ်ရေတိုက်စားပြီးပေါ်တဲ့ခါမှာသူကခြိတန်းရှိအိမ်တွေရဲ့အောက်မှာတေသွားတဲ့ကွယ်လွန်သွားတဲ့မိသားစုအလောင်းတွေကတအိမ်စီအောက်မှာမြုပ်ထားတယ်နော်အဲ့တော့အဲ့ရွာဟောင်းရွာပြက်ကြီးအိမ်တွေအောက်မှာလည်းမြုပ်ထားတယ်ပြီးတော့တစ်ခါသူတို့ရွာပြင်မှာလည်းမြုပ်ထားတယ်နော်တော်တော်ကြီးကိုကြီးကျယ်ခဲ့မဲ့နေရပဲဘာကြောင့်လဲဆိုတော့အဲ့တင်ញိုင်းကြီးကတောက်တမန်အင်းဆောင်တစ်ချောင်းမှာကျွန်တော်တမိုင်းကျော်တယ်သူ့အရှိဟိုကျွန်တော်တို့ဟိုအမရပူရာကကျွန်တော်တို့တောင်လေးလုံးကြောင်းတိုက်ကနေစပြီးကျွန်တော်ဟိုတင်အရှင်သဒ္ဒကာပိဝန္တနော်ဆရာတော်ကြီးအရှင်သဒ္ဒကာပိဝန္တကြောင်းတိုက်တို့အထီကိုပတ်သွားတာနော်အဲ့တော့မြုပ်ထားတာလဲအဲ့လိုရုပ်လက်တွေ10ထပ်9ထပ်အဲ့လိုဖြစ်နေအဲ့ရကာဗွန်တက်တန်းဒီလေ BC 900စုနော်အဲ့တော့ကျွန်တော်တို့သူတို့ခေတ္တဟန်လေးဘီတနိုးပုံမြင်လို့ပြောခဲ့တာတွေပြောတဲ့သူမှားကြောင်းနော်ကျွန်တော်တို့က
BC ခေတ်မျိုးကြီးတွေလို့ရှေ့မြန်မာရာသူတွေက